ရုပ်ရှင်ရိုက်ရင်ခေါင်းထိသွားတဲ့အောင်စပူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Selling Insider Page ကနေပြလိုက်ကြိုဆိုလိုက်ပါတယ်အားလုံးလည်းသိရှိပြီးဖြစ်ကြတဲ့အတိုင်းပဲလက်ရှိမိုးရသည့်ကာလမှာတပင်ပွဲတွေခိတ္တရနာထားချိန်မှာကျမတို့ရဲ့အသေးကျော်မင်းသားအောင်စပူတယောက်အနားမနေဘဲနဲ့ရုပ်ရှင်ဇာတ်ကားတွေကိုအားကျိုးမှန်တဲ့ရိုက်ကူးနေတာကိုမြင်တွေ့နေရပါတယ်အောင်စပူဆိုတာကတော့ပရိသတ်တွေရဲ့အားပေးမှုတွေကိုတခဲနဲ့ရရှိထားတဲ့မင်းသားတစ်လက်ဖြစ်တယ်လို့အနုပညာအပေါ်မှာလည်းအင်မတန်မှစေတနာထားပြီးတော့အလုံးလုံးတဲ့သူတစ်ယောက်ဖြစ်နာမည်ကျော်ကြပါရယ်အခုရုပ်ရှင်ရိုက်ကူးရေးတွေမှာလည်းသူတစ်ယောက်တည်းရိုက်ကူးတာမဟုတ်ပဲသူ့ရဲ့ဇက်အဖွဲ့ကလူရှင်တော်တွေမင်းသမီးတွေနဲ့အတူအားလုံးကိုဦးဆောင်ပြီးတော့အကောင်းဆုံးဖြစ်လာအောင်ကြိုးပမ်းနေတာကိုမြင်တွေ့ရပါရယ်ဒီလိုမျိုးအလုပ်ကိုအသက်ပေးပြီးတော့လုပ်ကိုင်နေကြတဲ့အချိန်မှာမမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုရိုက်ကွင်းပေါ်မှာပေါ်ပေါက်ခဲ့ပါရယ်အဲ့ဒါကတော့အောင်စပူတယောက်ရိုက်ကွင်းပေါ်မှာလူရှင်တော်ရွှေမိုးရဲ့ရိုက်နှက်ခြင်းကိုခံလိုက်ရပြီးတော့ခေါင်းမှာတိုင်းရသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီသတင်းထွက်ပေါ်လာတဲ့အခါမှာတော့ပရိသတ်တွေအတော်လေးကိုစိုးရိမ်သွားကြပြီးတော့အမျိုးမျိုးထင်ကြေးပေးမှုတွေရှိခဲ့ပါတယ်။အထူးသဖြင့်ပြီးခဲ့တဲ့အပတ်ကဇက်စင်ပေါ်မှာလူရှင်တော်ရွှေမိုးစလိတ်တောက်တာကိုအောင်စပူကလိုက်လွှင့်ပြီးတော့ဆုံးမခဲ့တဲ့ကိစ္စလေးကိုပရိသတ်တွေကအမှတ်ရနေကြတာပါ။ဒီကိစ္စကြောင့်များရွှေမိုးကဒါကိုလက်တုံ့ပြန်လိုက်တာလားဆိုပြီးတော့ဝေဖန်မှုတွေထင်ကြေးတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဇက်အဖွဲ့မန်နေဂျာကိုကျော်စီယာကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးတော့စားနောက်တဲ့ပုံစံမျိုးနဲ့ဗီဒီယိုတင်လိုက်တဲ့အခါမှာတော့ကောလာဟလတွေကပို့ပြီးတော့အရှိန်မြင့်တက်သွားခဲ့ပါတယ်။တကယ်တမ်းတော့ပရိသတ်တွေပူပန်နေတယ်လို့လုံးဝမဟုတ်ပါဘူး။အဲ့ဒီရက်ကွင်းမှာရွှေမိုးလုံးလိုက်တဲ့ဒုတ်ကအစစ်မဟုတ်ပဲအနုပညာဖန်တီးမှုအတွက်အသုံးပြုတဲ့ဒုတ်အတုသားဖြစ်ပါတယ်။ရိုက်ကွင်းပေါ်မှာဇလန်းကိုပြပြအောင်တရုပ်ဆောင်ရင်းနဲ့အဖွဲသားတွေစားနောက်ကြတာကအနုပညာရှင်တွေကြားထဲမှာတာမန်ဖြစ်လိရှိတဲ့အရာတစ်ခုပါပဲ။မန်နေဂျာကိုကျော်စီယာကလည်းပရိသတ်တွေကိုဖျော်ဖြေတဲ့အနေနဲ့စားနောက်ပြီးတော့ဗီဒီယိုတင်လိုက်တာဖြစ်ပါတယ်။တကယ်လက်တွေ့မှာတော့အောင်စပူတယောက်ဘာတန်ရာမှမရရှိခဲ့တယ်လို့အဖွဲသားတွေအားလုံးလည်းအခုချိန်ထိစီလုံးညီညွတ်စွာနဲ့ရုပ်ရှင်ဇာတ်ကားကိုဆက်လက်ရိုက်ကူးနေကြဆဲဖြစ်ပါတယ်။ဒီဖြစ်ရပ်လေးကိုကြည့်ပြီးတော့အနုပညာရှင်တွေရဲ့နောက်ွယ်ကဘဝကိုပို့ပြီးတော့သတိထားမိလာပါတယ်။သူတို့တွေကရိုက်ကွင်းပေါ်မှာဘလောက်ပဲပင်ပန်းပါစေဘလောက်ပဲစိတ်ထိခိုက်မှုတွေရှိနိုင်ပါစေပရိသတ်တွေပျော်ရွှင်ဖို့အတွက်အသက်ကိုတောင်ပဓာနာမထားပဲအကောင်းဆုံးသရုပ်ဆောင်ပေးနေကြတာပါ။တခါတရံမှာတော့ဒီလိုအမှတ်မတင်ဖြစ်ရပ်လေးတွေကြောင့်အထင်မြင်လွဲမှားမှုတွေရှိနိုင်ပေမဲ့တကယ်အနုပညာရှင်တွေရဲ့စေတနာကိုတော့ပရိသတ်တွေကနားလည်ပေးနိုင်ကြမှာပါ။အနုပညာလောကဆိုတာမြင်ရသလောက်တော့လွယ်ကူလာတာမဟုတ်ပါဘူး။တခါတရံမှာပြဆက်စင်ပေါ်ကအလင်းရောင်တွေအောက်မှာပြုံးပြနေရပေမဲ့ကင်မရာနောက်ကမှာတော့ချွေးတွေမျက်ရည်တွေနဲ့ရုန်းကန်နေရတဲ့သူတွေပါအခုလိုအောင်စပူတို့လိုအနုပညာရှင်တွေကပရိသတ်တွေရဲ့တစ်စက္ကန့်စာအပြုံးလေးတွေအတွက်အချိန်ပေးပြီးတော့ဖန်တီးပေးနေကြတာပါဒါကြောင့်လည်းပရိသတ်တွေအနေနဲ့သတင်းတစ်ခုခုကိုကြားလိုက်ရတဲ့အခါမှာအမှန်တရားကိုစောင့်ကြည့်ပြီးမှဝေဖန်ဖို့လိုအပ်တယ်လို့အနုပညာရှင်တွေရဲ့စ조사မှုတွေကိုလည်းအတိအမှတ်ပြုပေးတင်ပါတယ်အထူးသဖြင့်တော့အခုလိုစီးလုံးတဲ့အဖွဲ့သားတွေရဲ့ကြိုးပမ်းမှုကိုအားပေးဖို့လိုအပ်ပါတယ်ဇလန်တိုင်းရဲ့အောင်မြင်မှုနောက်ွယ်မှာဒီလိုမျိုးရေးစရာမောစရာစိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေအများကြီးရှိနေတာကိုပရိသတ်တွေသိရှိဖို့လိုအပ်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့အခုလိုမျိုးရိုက်ကူးရေးမှာအပတ်တကုတ်စူးစမ်းနေတဲ့မင်းသားအောင်စပူရဲ့စူးစမ်းမှုတွေကိုဘယ်လောက်ထိအားပေးကြပါသလဲ။ပရိသတ်ကြီးရဲ့ကိုယ်ပိုင်အမြင်လေးတွေကိုမှတ်ချက်မှာရေးပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။